ကဲဒီနေ့မှာကျွန်တော်တို့အတူတူဆွေးနွေးကြည့်နေတာကတော့လေနှစ်ပေါင်းတစ်ထောင်လုံးငင်းချနေပြီးမှအဆုံးသက်ခံနေမှဖြစ်လာတဲ့အရန်ကိုထူးဆန်းပြီးစဉ်းစားစရာကောင်းတဲ့ဖြစ်ရတဲ့ခုအကြောင်းမှာဟုတ်တယ်အရာအောင်လုံးပြည့်စုံနေပြီလို့ထင်ရတဲ့အချိန်မှာဘာလို့မြိုက်ဒီလိုကိစ္စကြီးဖြစ်လာရတာလဲဆိုတာကိုပေါ့အရင်ဆုံးအဲ့ဒီထောင်စုနှစ်ကာလကိုအတူတူမြင်ရောက်ကြည့်ကြရအောင်စာတန်ကိုချီနှောင်ထားတယ်ကဘာမြေပေါ်ကကျင်းစာတွေကိုဖယ်ရှားထားပြီးပြီလူသားတွေအားလုံးကလည်းယေရှုခရစ်ရဲ့အုပ်စိုးမှုအောက်မှာငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေကြတယ်ဆိုတော့စုံစမ်းတွေးဆောင်မှုတွေမရှိဘူးအကိတရားတွေလည်းမရှိဘဲနဲ့နှစ်တစ်ထောင်လုံးငြိမ်းချမ်းနေတဲ့အခြေအနေတစ်ခုပေါ့အဲ့ဒီမှာပဲအဓိကမေးခွန်းကြီးပေါ်လာတာပဲဒီအကြောင်းအရာတစ်ခုလုံးရဲ့အသေးနှလုံးလို့တောင်ပြောလို့ရတယ်နှစ်တစ်ထောင်လုံးငြိမ်းချမ်းနေပြီမှဘာဖြစ်လို့စာတန်ကိုပြန်လွတ်ပေးရတာလဲပြည့်စုံနေတဲ့လောကကြီးတဲ့ကိုမကောင်းမှုရဲ့အရေးမြစ်ကိုကမင်တကပြန်ခေါ်သွင်းလိုက်တယ်လို့ထိမနေဘူးလားအပေါ်ယံကြည့်ရင်တော့ဒါကလုံးဝအဒီးပယ်မရှိဘူးလို့ထင်ရပါမယ်သူ့နောက်ွယ်မှာတတော်လေးနက်နဲတွေရွေချစ်တစ်ခုရှိနေပါတယ်ဟုတ်ပြီအခုပဲပြောခဲ့သလိုပေါ့ဒီစန့်ကျင်ဘက်လို့ဖြစ်နေတဲ့လောက်ရနောက်ွယ်ကဘာသာရေးဆိုင်ရာရည်ရွယ်ချက်ကိုလေ့လာကြည့်ကြရအောင်တကယ်တော့ဒါဟာမဖြစ်မနေလို့အပ်တဲ့နောက်ဆုံးစမ်းသပ်မှုတစ်ခုပဲဖြစ်ပါတယ်မမြင်နိုင်တဲ့အရာတွေကိုအားလုံးရဲ့မျက်စိရှိမှထင်ထင်ရှားရှားမြင်လာအောင်လုပ်ပြလိုက်တာပါဒီစမ်းသပ်မှုရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကပါလေဆိုတော့ဒါကအရာလုံးကိုသိပြီးသားဖြစ်တဲ့ဖျားသခင်အတွက်လုပ်တာမဟုတ်ဘူးဘသူအတွက်လဲဖန်ဆင်းခံတဲ့အတွက်ပါလူတွေရဲ့စိတ်နှလုံးထဲမှာတိတ်တိတ်ကလေးရှိနေတဲ့အရာတွေကိုအပြင်ကလုံးရက်အဖြစ်ပေါ်ထွက်လာစေပြီးတော့ဖျားသခင်ရဲ့တရားစီရင်ခြင်းကဘလောက်တောင်ဖြောင့်မတ်တယ်ဆိုတာကိုအားလုံးမျက်ဝါးထင်ထင်ဘယ်လိုမှညှင်းလို့မရအောင်ပြသလိုက်တာပဲဖြစ်ပါတယ်ဆိုတော့အဓိကအချက်ကရှင်းရှင်းလေးပါပဲနောက်ဆုံးတရားစီရင်မှုဟာတရားမျှကြတယ်ဆိုတာကိုဖန်ဆင်းခံအလုံးနားလည်ပြီးလက်ခံနိုင်ဖို့အတွက်အများရှိမှထင်ရှားတဲ့သက်တည်ပြမှုတစ်ခုလိုကိုလိုအပ်ပါတယ်အဲ့လိုမှမဟုတ်ရင်ဖျားသခင်ရဲ့ဆုံးဖြတ်ချက်ကိုတစုံတစ်ယောက်ကမေးခွန်းထုတ်เสียဖြစ်လာနိုင်တာကိုအဲ့တော့ဒီနေရာမှာအဓိကကျတဲ့စကားလုံးတစ်ခုကတက်သေးပြခြင်းပါပဲဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်ဘာကိုဆိုလိုတာလဲဆိုတော့ယုံကြည်ခြင်းဆိုတာကလေလုံရနဲ့တက်သေးပြဖို့လိုတယ်ဆိုတဲ့အချက်ပဲဟုတ်တယ်စိတ်ထဲမှာပဲယုံကြည်နေပါတယ်ဆိုယုံနဲ့မလုံလောက်ဘူးဆိုတဲ့သဘောပေါ့ကဲဒီစမ်းသပ်မှုကိုလက်တွေ့မှာဘလို့အကောင့်အထည်ဖော်စလဲချချိလိုက်ရအောင်စာတန်ကိုသူ့ရဲ့နောက်ဆုံးခွင့်ရေးနောက်ဆုံးလက်ဖျားမှုတော့6နှစ်ချီတဲ့ကနေပြန်လွတ်ပေးလိုက်ပါတယ်ဒီအချက်ကဘာကိုပြနေလဲဆိုတော့လေနှစ်ပေါင်းတစ်ထောင်လုံးပါသွေးဆောင်မှုမှမရှိဘဲနေထရတဲ့လူတွေပေါ့အထူးသဖြင့်အဲ့ဒီကာလမှာမွေးဖွားလာတဲ့လူတွေဟာအခုတော့ရွေးချယ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်ရတော့မယ်သူတို့ရဲ့ယုံကြည်ခြင်းကအစ်စ်အမှန်ဟုတ်မဟုတ်စမ်းသပ်ခံရတော့မှာပါဒီစမ်းစာတွေကပုံဖော်ပြထားတာကိုပဲကြည့်ပုံကံမှုကဘလောက်တောင်ကြီးမားပြီးတုံလို့ဆရာကောင်းလဲဆိုတာကိုပြနေရနှစ်တစ်ထောင်လုံးငိမ့်ချမ်းနေပြီမှဒီလောက်အများအပြားကပုံကံဖို့ကိုရွေးချယ်လိုက်ကြတယ်ဆိုတာကတကယ်ကိုမယုံနိုင်စရာပဲဒီစစ်နေကိုကြည့်လိုက်ရင်လူတွေရဲ့စစ်ထဲမှာဖွက်ထားတဲ့စင်တာအမှန်တွေကဘလို့မျိုးအားလုံးမြင်တာတဲ့ပုံကံမှုအဖြစ်ပြောင်းလဲသွားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်သူတို့ရဲ့ရွေးချယ်မှုကပဲသူတို့ရဲ့အတွင်းစိတ်အမှန်ကိုဖော်ထုတ်ပြသလိုက်တာပါပဲဟုတ်ပြီနောက်တစ်ပိုင်းကိုဆက်သွားကြရအောင်ဒါကတော့ဖယားသခင်ရဲ့တုံ့ပြန်မှုပေါ့ဒီတုံ့ပြန်မှုကအယမ်းမြန်တယ်ပြတ်သားတယ်ပြည့်ရတာဟာအပိသက်ပဲဒီချမ်းချက်ကပုံကံမှုရဲ့အဆုံးသက်ကဘလောက်တောင်ရုပ်တွေ့ရဆန်ပြီးချက်ချင်းဖဲသွားလဲဆိုတာကိုပြနေတယ်အချင်းဆွဲနေတဲ့တိုက်ပွဲကြီးတို့ကိုမဟုတ်ခဲ့ဘူးမစီသမိတ်အတွင်းမှာပဲအရာအလုံးပြီးဆုံးသွားခဲ့တယ်ဒီနေရာမှာအရန်ကိုအရေးကြီးရဲ့ကွယ်ပြားချက်တစ်ခုကိုသတိပြုရပါမယ်စစ်တပ်တစ်ခုလုံးချက်ချင်းပျက်စီးသွားတာနဲ့အဲ့ဒီနောက်မှာလာမဲ့ထာဝရတရားစီရင်ခြင်းကြားကခြားနာချက်ဖို့ရုပ်ခန္ဓာကိုဖျက်ဆီးလိုက်တဲ့ကောင်းကင်ကမီးဟာဝိညာဉ်အတွက်နောက်ဆုံးအဖြစ်တန်ဖြစ်တဲ့မီးအိုင်နဲ့လုံးဝမတူပါဘူးဒီမှာတော့လက်ဖြာမှုအလုံးရဲ့အရင်းမြစ်ဖြစ်တဲ့စာတန်ရဲ့နောက်ဆုံးပြန်လဲမရှိတော့ရဲ့ကံကြမ္မာကိုဖော်ပြထားပါတယ်။သူ့ရဲ့နောက်တစ်ခေါက်အခွင့်အရေးဆိုတာမရှိတော့ပါဘူး။ဒီချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဖယားသခင်ရဲ့အကြီးမားဆုံးရန်သူဖြစ်တဲ့စာတန်ဟာနောက်ဆုံးမှာတော့ဖယားသခင်ရဲ့ရည်ရွယ်ချက်တစ်ခုကိုသူကိုယ်တိုင်တော့မသိလိုက်ပဲအမှုထမ်းပေးလိုက်ရတယ်လို့ဖြစ်သွားတယ်။သူကမကောင်းမှုကိုလုပ်ခဲ့ပြီပဲ။အဲ့ဒီမကောင်းမှုကနေပဲပိုကြီးမားတဲ့ကောင်းမြတ်တဲ့ရလဒ်တစ်ခုထွက်ပေါ်လာကြခဲ့တာပေါ့။ကဲညီကုန်းချောအနေနဲ့ဒီဖြည့်ရက်တွေအားလုံးကိုအစကမဲခဲ့အမေကိုနဲ့ဘယ်လိုပြန်ချိတ်ဆက်ပြီးဒီပေးလေးကိုဖြည့်ရှင်းလိုက်တယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါဒီအချင်းစရာလေးကအဖြစ်ဖြစ်အစအဆုံးကိုခြုံငုံဒီရှင်းရှင်းလင်းလင်းပြင်ပြထားတာပါစံတတ်မှုကနေဖန်ဆင်းခြင်းပြည့်စုံသွားတဲ့အထိအဆင့်တိုင်းဟောဘလောက်ကြိုးကြောင်းညီးညွတ်ဆွဆက်ဆက်နေလေဆိုတာကိုတွေ့ရပါလိမ့်မယ်ဒီเจ้าရာကနေကျွန်တော်တို့မသားထားရမယ့်အဓိကချက်ကတော့ဒါပါပဲဒီနောက်ဆုံးဖြစ်တဲ့အားလုံးဟာဖျားသခင်တရားမျှတမှုကဘယ်လောက်ပြည့်စုံတယ်ဆိုတာကိုလူများရှိမှတရားဝင်အတည်ပြုပေးမှုလိုအပ်ခဲ့တယ်ဆိုတာပါပဲဒါမှတဖျားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုအားလုံးကကြည်ကြည်နက်နက်လက်ခံနိုင်မှာဖြစ်ပါတယ်အခုနဇာကြောင်းတစ်ခုလုံးကို
အနှစ်ချုပ်လိုက်ရင်တော့ဒီဘာသာရေးဆိုင်ရာအခြေခံမှုနဲ့တရိုက်ချိတ်ဆက်လို့ရပါတယ်အဲ့ဒါကတော့စစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာလိုရဲနဲ့ဖော်ပြရမယ်ဆိုတဲ့အချက်ပါပဲ ဒီတင်ဆက်မှုကိုအားလုံးအတွက်စဉ်းစားစရာမိကုံးလေးတစ်ခုနဲ့အဆုံးသတ်လိုက်ခြင်းပါတယ်။လောရက်နဲ့တက်တဲ့မပြတဲ့ယုံကြည်ခြင်းဟာတကယ်ရောယုံကြည်ခြင်းအစစ်မှန်လို့ခေါ်နိုင်မှာမလား။ဒါကတော့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်ကိုပြန်ပြီးစမ်းစစ်သုံးသပ်စေမယ့်မိကုံးတစ်ခုပါပဲ။